ကေစာဝင်ပါမယ်ဒီလိုရတော့အနီလာပါကြောက်ပါတော့ပါမယ်အဲ့ဒီစားလေးပါလေကေလေးပဲလေးလိုက်ပါမယ်ဒါလေးပဲလေးလိုက်တော့မယ်ဒီစားတော့စားလေးသွားမယ်ဆက်ဆိုင်မှာမူသွားစားမယ်ရွာလို့ရှိရင်အဲဒီတော့ကုပါမယ်ပါမယ်နော်ရှီယာရပါမယ်စတေးမိုင်းပါမဆိုင်ကောင်းမဒါစားမယ်စားလို့ကောင်းလိုက်တယ်ကွာစားပြီးသွားပြီဆိုတော့ဒီကကူမေးကြောင်းပါမယ်ဒီနေ့တော့ပတ်စရရဲ့အနည်းကိုဆုံးကြပါမယ်ဒီတော့ကဝလေးကိုပြပါဒီကောင်းလေးကိုချီလိုက်ပဲပေါ်ဆုံးတက်ကိုသွားပါမယ်ပေါ်ဆုံးတက်ကိုရောက်သွားပြီဆိုရင်ဒီခန်းတွေ့လိမ့်မယ်ဒီခန်းမှာဒီလိုလေးကန်ရအော်ဒီကအထက်ဝင်ရလို့ရမယ်လိုလေးလုပ်ပြီးအခုလည်းကြည့်ရှင်လောင်းလာလို့လောက်ပါမယ်ဒီကလေးရှင်ဒါလေးလည်းလေးရှင်ဒီစမှာဒီကောင်ရဲ့ဒီကျရဝိုင်းဆိုဒီလိုသူကချက်ပန်လေးနဲ့တွားပါဟောကားနဲ့တဲ့လေနဲ့လုံးဝမှားပါလေပြန်စောမယ်ဆိုရင်ပေါ်တော့တက်သွားပါမယ်မကဝလေးကိုလေးမယ်ကဝလေးကဒီလိုလေးကောလေးကိုထဲထမ်းပြီးလေးကိုလောပြီးွားရင်နောက်လေးလိုက်ဒီချက်လာခါရကချက်ဒီလိုပြီးွားလို့ရှိရင်ဘာကိုပြောင်းပါမိုင်းလာလို့ပြောလို့ဆိုရင်ဒီပါပြီဒီပြီဆိုတော့ဒီပြီဆိုရင်အောက်ကိုပြန်သွားစီးတယ်ဒီမဲ့ဆိုတော့ဒီပြီဆိုရင်yesအောက်ကိုအန်ကိုရောက်သွားလို့ရှိရင်ခဏလောက်နိုင်ရပါတယ်နိုင်ပြီးပြီဆိုရင်ကိုခွေးလေးကိုပြန်ယူလိုက်ပါနော်ကိုကလေးလည်းကနေလိုက်ဒီလိုပါမယ်โอเคလိုက်လာပေါ့ကွာချက်ကိုပေးတော့မယ်ဆိုကြည့်တယ်ဒီလေးကြလောက်ပါလိုက်လာပါတယ်